အခုဖတ်ပြလိုက်တဲ့ဆောင်းပါးကတော့ဒေဇတ်ပုံနာကျုံရေးသားထားတဲ့တေတံဆိုသည့်စီရင်ချက်နောက်ွယ်တွင်မြုပ်နှံခံလိုက်ရသောအမှန်တရားအပိုင်းနှစ်ဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်။နာကျင်ဖွယ်ရာအမှန်တရားနှင့်မိသားစုဝင်များ၏ရင်ဖွင့်တန်ကျွန်တော်တို့ဘာမှလုပ်လို့မရတော့ဘူးပြောရင်လည်းအသက်ခံရဖို့ပဲကြံတော့တယ်ဆိုတဲ့ပုံနာကျုံမြို့နယ်မှာတေဆုံးသူမနှင်းနှင်းဝေ၏မိသားစုဝင်တဦး၏ရင်ဖွင့်စကားဟာခေတ်ကာလတရားစီရင်ရေးနဲ့တရားဥပဒေစိုးမိုးရေးအနေအထားရဲ့ဖြစ်စဉ်အမှန်ကိုအထင်သာမိမောင်းထိုးပြသနေပါတယ်။ရက်ဆက်စွာမူရင်းကျင့်တပ်ဖြတ်ခံလိုက်ရတဲ့အမျိုးသမီးတဦး၏ရုပ်အလောင်းကိုတွေ့ရှိခဲ့ရချိန်မှစပြီးတရားခံတွေကိုအမိန့်ချမှတ်ခဲ့တဲ့အချိန်ထိဖြစ်စဉ်တစ်ခုလုံးမှာပြည်သူတွေနဲ့မိသားစုဝင်တွေကြုံတွေ့ခဲ့ရတာဟာတရားမျှတမှုထက်တန်တရားတွေနဲ့စိတ်သက်သာဆန်တဲ့ဖုံးကွယ်မှုတွေသာဖြစ်ခဲ့ပါတယ်။အာဏာပိုင်တွေဘက်ကတရားခံကိုတေတံချမှတ်လိုက်ပြီလို့ကြေညာခဲ့တော်လဲအမှန်တကယ်မှာအဆိုပါတေတံဟာအမှုရဲ့အဓိကအရေးကြီးတဲ့တဲလုံစတွေနဲ့တရားခံဆွဲတွေကိုရေဖုံးအုပ်လိုက်ခြင်းပဲဖြစ်ပါတယ်။တတာမန်ပြည်သူတဦးကင်ခွင့်မရှိသည့်လက်ထိတ်ဤစမ်းကြယ်မှုအမှုမှာအဓိကတန်တရားဖြစ်ဖွယ်ရာအချက်ကတော့လက်ထိတ်ဖြစ်ပါတယ်။အခင်းဖြစ်ပွားရာနေရာမှာမနှင်းနှင်းဝေ၏လက်နှစ်ဖက်ကိုနောက်ပြန်လက်ထိတ်ခတ်ထားတာကိုမိသားစုဝင်တွေကမျက်မြင်ကိုယ်တွေ့ရှိခဲ့ရပါတယ်။သို့သောအစောပိုင်းအမှုဖွင့်သတင်းထုတ်ပြန်ချက်တွေမှာအဆိုပါလက်ထိတ်ပါရှိတဲ့အချက်ကိုလုံးဝပျောက်ကွယ်သွားအောင်အမှောင်ဖုံးထားခဲ့ပါတယ်။မိသားစုဝင်တွေနဲ့ပြည်သူတွေကအခိုင်အမာထောက်ပြမေးခွန်းထုတ်မှသာလျှင်တရားရုံး၏စီရင်ချက်မှာနောက်ပိုင်းမှာလက်ထိတ်ပါတဲ့အချက်ကိုထည့်သွင်းလာခဲ့တာပါသို့သောမေးစရာရှိတာကလက်ထိတ်ကိုတာမန်ပြည်သူတယောက်အနေနဲ့ကင်ခွင့်ရှိသလားဆိုတဲ့အချက်ဖြစ်ပါတယ်။စစ်တပ်ရဲနဲ့လက်နက်ကင်အဖွဲ့အစည်းတွေရဲ့ထိန်းချုပ်ပစ္စည်းဖြစ်တဲ့လက်ထိတ်တစုံဟာတာမန်ဒေသခံတဦးသို့မဟုတ်တာမန်ဒုစရိုက်သမားတဦးထံဘလို့ရောက်ရှိနေတာပါလဲတရားခံကရှာဖွေဝတ်သိမ်းထားတယ်ဆိုတဲ့အဖြေတစ်ခုတည်းနဲ့တရားရေးဌာနကကျေနပ်လိုက်ခြင်းဟာလွန်စွာတာဝန်မဲ့ရာရောက်ပါတယ်လက်ထိတ်မိတို့ရရှိခဲ့သည်ကိုအသေးစိတ်စစ်ဆေးရင်အနောက်ွယ်မှအာဏာရှိသူတွေလက်နက်ကင်အတိုင်းဝိုင်းတွေပါဝင်နေမိကိုစိုးရိမ်လို့ချန်လက်ထားခဲ့ခြင်းလားဆိုတဲ့မေးခွန်းကတော့ယနေ့ထက်ထိရှင်သန်နေဆဲဖြစ်ပါတယ်။နှစ်ရက်ဆက်မှုကိုလျှော့ချလိုက်သည့်ကြောက်တုံးနှင့်ဓားဒဏ်ရာများတေဆုံးသူအမျိုးသမီးရဲ့ရုပ်လောင်းမှာတွေ့ရှိရတဲ့ဒဏ်ရာတွေဟာလွန်စွာစိတ်သက်သာဆန်လာပါတယ်။ခေါင်းတုံးခံထားရခြင်းရင်သားနဲ့မအင်္ဂါပါဝင်ခန္ဓာကိုယ်နှက်ပြားမှာလိဖြတ်ထားတဲ့ဒဏ်ရာတွေပါရှိခဲ့ပါတယ်။သို့သောအာဏာပိုင်တွေရဲ့အမှုဖွင့်ချက်နဲ့တရားခံ၏ထွက်ဆိုချက်မှာတော့ကြောက်တုံးဖြင့်ထူသက်ခဲ့သည်လို့ပဲပါရှိပါတယ်။ဒီအချက်ဟာစေသိပ္ပံအရာရောတာမန်သိရန်ခန္ဓာကိုယ်ပင်စီအရာပါလုံးဝအတိပ္ပယ်မရှိတဲ့ဖော်ပြချက်ဖြစ်ပါတယ်။ကြောက်တုံးနဲ့ထူရရင်အယိုးကျိုးခြင်းနဲ့အသားများကြေမွပေါက်ပြဲခြင်းပဲဖြစ်နိုင်ပြီးဓာတ်နဲ့လိထားသလိုညီညာစွာပြတ်တောက်သွားနိုင်ခြင်းမရှိပါဘူး။မိသားစုဝင်တွေကဓာတ်ဒဏ်ရာတွေအထင်သာရှိနေတယ်လို့တောင်းဆိုပေမဲ့စုံစမ်းစစ်ဆေးသူတွေကကြောက်တုံးနဲ့ထူသက်တယ်လို့ပဲအပိသက်ကောက်ချက်ဆွဲခဲ့ပါတယ်။ဘာကြောင့်ဓာတ်ဒဏ်ရာတွေကိုဖုံးကွယ်ခြင်းရတာပါလဲ။အခင်းဖြစ်ပွားရာမှာအခြားသောထက်မြက်တဲ့လက်နက်တွေသို့မဟုတ်အခြားသောကျူးလွန်သူတွေပါဝင်ခဲ့တာကိုဖုံးကွယ်ပေးဖို့အတွက်ကြောက်တုံးဆိုတဲ့အရာတစ်ခုတည်းနဲ့အမှုပိတ်လိုက်တာလားဆိုတာကတော့မိသားစုဝင်တွေအတွက်စိတ်သက်သာဆန်တဲ့နာကျင်မှုတစ်ခုဖြစ်ခဲ့ရပါတယ်။သုံးအမျိုးသမီးများ၏လုံခြုံရေးနှင့်တရားစီရင်ရေးအကျပ်တဲယနေ့အာရခပြည်တွင်တရားဥပဒေစိုးမိုးရေးနဲ့စစ်ရေးအကူအပြောင်းကာလမှာအမျိုးသမီးတွေ၏လုံခြုံရေးဟာလွန်စွာစိုးရိမ်ဖွယ်ရာအခြေအနေသို့ရောက်ရှိနေပါတယ်။အထူးသဖြင့်စိတ်သက်သာဆန်တဲ့မူရင်းကျင့်လူသက်မှုတွေမှာအာဏာပိုင်တွေရဲ့စုံစမ်းစစ်ဆေးမှုပွင့်လင်းမြင်သာမှုမရှိခြင်းဟာပြည်သူတွေကိုပုံမစိုးရိမ်ထိတ်လန့်စေပါတယ်။အမှုတစ်ခုဖြစ်ပွားတိုင်းတရားခံလို့ယူဆရသူကိုဖမ်းဆီးပြီးတေတံပေးလိုက်ရုံနဲ့အမှုပြီးဆုံးသွားပြီလို့ထုတ်ပြန်ခြင်းဟာပြည်သူတွေအတွက်အာမခံချက်မရှိပါဘူး။တရားခံကိုတေတံပေးလိုက်ခြင်းဟာအမှုရဲ့နောက်ွယ်မှအဓိကကျတဲ့မေးခွန်းတွေလက်ထိပ်ရရှိတဲ့လမ်းကြောင်းတွေနဲ့အခြားပါဝင်ပတ်သက်သူတွေကိုပါဆက်ပိတ်လိုက်ခြင်းလည်းဖြစ်သွားနိုင်ပါတယ်။မိသားစုဝင်တွေတောင်းဆိုခဲ့တာဟာပြစ်ဒဏ်တစ်ခုတည်းမဟုတ်ပါဘူး။အမှုမှန်ကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်သို့တော်ရရှိလိုက်တာကတော့အသေးစိတ်ထောက်ပြချက်တွေကိုလစ်လျူရှုထားတဲ့အမြန်စီရင်ချက်တစ်ခုသာဖြစ်ခဲ့ပါတယ်။လေးအနာဂတ်အတွက်သင်ခန်းစာနဲ့တောင်းဆိုချက်ပုံနာကျုံမူဒိန်းလူတက်မှုဟာအာရခပြည်သူအစိုးရနဲ့တရားရေးဌာနတို့အတွက်ကြီးမားတဲ့စိန်ခေါ်မှုနဲ့သင်ခန်းစာဖြစ်ပါတယ်။တရားစီရင်ရေးဆိုတာပြည်သူယုံကြည်မှုအပေါ်မှာတိဆောက်ရတာဖြစ်ပါတယ်။အကယ်၍အမှုစစ်ဆေးပုံတွေမှာတန်တရားဖြစ်ဖွယ်ရာကွက်လက်တွေကိုခြံထားရခဲ့မယ်ဆိုရင်ပြည်သူတွေအနေနဲ့တရားရေးဌာနအပေါ်ကိုးစားယုံကြည်မှုလျော့နေလာမှာဖြစ်ပါတယ်။ထို့ကြောင့်နောက်မှာဖြစ်ပွားလာမဲ့မှုခင်းတွေမှာတသက်သေခံပစ္စည်းများရရှိလာတဲ့လမ်းကြောင်းကိုပြည်သူတို့အမှန်တိုင်းချပြရန်နှင့်မှုခင်းစေပညာစစ်ဆေးချက်တွေကိုမိသားစုတို့ပွင့်လင်းမြင်သာစွာအသိပေးရန်သုံးအာဏာပိုင်တို့မဟုတ်ပုဂ္ဂိုလ်ရေးဆက်နွယ်မှုတွေကိုငဲ့ကွက်ခြင်းမရှိဘဲအမှုမှန်ကိုရေဆုံးရေပြားဖော်ထုတ်ပေးရန်ပြည်သူတရက်လုံးကလိုလားတောင်းဆိုနေကြပါတယ်